ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ MLBB Hero Guide Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပုတ်မှာတော့ critical damage တွေနဲ့အရန်ကျန်းနေတဲ့ Leslie ကိုဘယ်လို position ယူရမလဲ early ဘိုင်းမှာဘယ်လို fan ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Leslie ရဲ့ passive ရဲ့ passive ကတော့5 second ကြာ damage မထိရင် passive ပွင့်ပါမယ် passive ပွင့်ရင် basic attack range ပိုကျသွားပြီးတော့ 50% crit chance ကိုရမှာဖြစ်ပါတယ်ပြီးတော့ Leslie ရဲ့ passive က skill တစ်ခါသုံးပြီးတိုင်းမှာ passive တစ်ခါပွင့်ပါတယ် skill 1 Leslie က skill 1သုံးလိုက်ရင်3 second ကြာကိုပျောက်သွားပြီး 40% extra movement speed နဲ့85 physical attack ကိုရမှာဖြစ်ပါတယ်ပြီးတော့ Leslie skill 1သုံးနေတဲ့အချိန်မှာသူ့ basic attack နဲ့ခုတ်လို့မရပါဘူး Yeah boy skill 2သုံးလိုက်ရင်အနားကပ်လာတဲ့ enemy ကို knock out ဖြစ်စေမယ်ပြီးတော့ passive တစ်ခါထပ်ပွင့်မယ် Leslie ရဲ့ skill 2ဟာဒီလိုမျိုး wall တွေလည်းကျော်လို့ရပါသေးတယ်အနားကပ်လာတဲ့ hero တွေကိုလည်းဒီလိုမျိုးအဆုံးသတ်လို့ရပါသေးတယ် Nice ultimate ကတော့ faster bullet ၄ချက်ဆက်တိုက်ပစ်မယ်အဲ့ဒီ၄ချက်ဆက်တိုက်ပစ်နေတဲ့အတွင်းမှာ enemy hero တယောက်ကကာပြီးနေမယ်ဆိုရင် skill 9000ကို 10% အထိ short ပေးမယ် enemy vision စစ်ချင်တယ်ဆိုရင်လည်းစစ်လို့ရပါတယ်တစ်ဖက်က enemy ကလည်းတည်တော့မယ်ဒါကိုတခြားတယောက်ကကာပြီးနေမယ်ဆိုရင်ဒီလို skill 2လေးသုံးပြီးတော့ကြော်ပစ်လို့ရပါသေးရဲ့နောက်ထပ် Leslie ရဲ့ ultimate cancel တစ်တော့အကွက်လေးကိုလုပ်ပြပါမယ်passive နဲ့တစ်ချက်ပြစ်လိုက်မယ် skill 1သုံးပြီးတော့တစ်ချက်ပြစ်လိုက်မယ် skill 2သုံးပြီးတစ်ချက်ပြစ်လိုက်မယ်ပြီးတော့ ultimate cancel ပြီးတော့တစ်ချက်ထပ်ပြစ်လိုက်မယ်ဒီ combo လေးကတော့ပွဲထဲမှာလည်းတကယ်ကိုအသုံးဝင်ပါတယ် Okay game play လေးစလိုက်အောင်ဗျာ Leslie ကတော့ early ဘိုင်းမှာနည်းနည်း weak ဖြစ်တဲ့အတွက်မတေအောင်တော့နေပေးရပါမယ် early ဘိုင်းမှာခဏခဏတေနေတယ်ဆိုရင်လည်းအဆင်မပြေပါဘူး Leslie fail သွားနိုင်ပါတယ်တပွဲလုံးဘလို့က carry လို့မရတော့ပါဘူးအားလီပိုင်းမှာကိုဘက်တင်ရဖေးနေတယ်ဆိုရင်လည်းကိုကဘလို့ carry လုပ်ပြီးတော့ဆော့ပေးသွားရမလဲပြီးတော့ enemy ရဲ့အမားကိုဘလို့ဆောင်ပြီးတော့ဆော့ရမလဲဆိုတာပြပြပေးသွားပါမယ်ပထမဆုံးအရေးကြီးတဲ့ emblem နဲ့ item ကိုဘလို့ယူရမလဲဆိုတာပြပြပေးသွားပါမယ်ပထမတစ်ခုကတော့ crit damage နဲ့ crit chance ပါတဲ့ fader ဒုတိယတစ်ခုကတော့ equipment တွေကို 95% နဲ့ဝယ်လို့ရမယ် bargain hunter တတိယတစ်ခုကတော့ movement speed နဲ့အသွေး HP နည်းနည်းတက်စေမယ် quantum check ဒီ emblem ကတော့ Leslie နဲ့ allied ဖတ်ဆုံး emblem ဖြစ်ပါတယ်ပထမဆုံး item ကတော့ crit damage တွေပါတဲ့ Berserker Fury ဒုတိယကတော့ penetration ပါတဲ့ Malefic Gun တတိယတစ်ခုကတော့ true damage အရန်များတဲ့ endless battle စတုထတစ်ခုကတော့ blade of despair နောက်ဆုံး item ကတော့ enemy ဘက်ကတွေးတက်ချမ်းတဲ့ကောင်တွေကိုဖျဲဖို့အတွက် sea habit boost ကတော့အဆင်ပြေတာဆက်လို့ရပါတယ်ပြောနေတဲ့အချိန်မှာပဲဟိုဘက်က free ရတော့တော်တော်ကိုဖတ်နေပါပြီကျွန်တော်ကတော့ 11 ကို EC နိုင်တဲ့အတွက်ကျွန်တော်ရဲ့ goal lane ကတော့အဆင်ပြေပါတယ်11က squishy လည်းဖြစ်တယ်ပြီးတော့ Leslie က burst damage လည်းပေးနိုင်တယ်ဆိုတော့ Leslie ကတော့11ကို EC နိုင်ပါတယ် enemy ဘက်က11ပစ်မယ်ဆိုရင် Leslie ယူဖို့အကြံပေးချင်ပါတယ် enemy ဘက်က free ကတော်တော်လေးကျန်းနေဆိုတော့ကျွန်တော်ကတော့အချိန်ယူပြီးတော့ fan ရပါအောင်မယ်ကိုဘက်က Franco ကလည်းဟိုလေးတွေနည်းနည်းကောင်းနေတော့ကျွန်တော်လည်း shutdown ကြီးလေးရတာဆိုတော့အဆင်ပြေနေပါတယ်အောက်ဖက်မှာ11ကတယောက်တည်းဇောင်းကြွနေလို့ဒီကောင်ကလည်း skill 1လည်းမရှိတော့ဘူးဆိုတော့ကျွန်တော်ကတော့သွားဖြဲလိုက်ပါတယ်အဲအချိန်မှာပဲတခင်ကြီးဆန်းကအားလီပိုင်းမှာအရန်တေပြီးနေတော့ကိုဘက်က free ရတော့တာဝါထဲထိလည်းဝင်ရိုက်နေလို့ကျွန်တော်တို့ကတော့ထွက်ပြေးနေရပါတယ်အခုချိန်မှာတော့Franco ကလည်းတော်တော်ကောင်းတယ်ဗျသူဟိုလေးဆွဲပေးနေလို့ကျွန်တော်လည်း hero key လေးရနေတာတော့လဲ defend ရတော့မှာဆိုတော့အလူကတ်တေသွားတော့ပို့ပြီးတော့ကောင်းတယ် free ရလည်းတော်တော်လေးစိုးနေတယ်ဗျဒါပေမဲ့ကျွန်တော်ကလည်းလိတ်ကင်းရောက်နေပြီဆိုတော့ damage ကလည်းအတင်းထွက်နေပြီဒီကောင်ကိုလည်းပြန်ဖြဲလို့ရနေပါပြီဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ first slot လေးကိုတော့အောင်မြင်မြင်နဲ့ defend နိုင်သွားပါပြီMega လည်း2လိန်းချန်လေးရဆိုတော့တော်တော်လေးအခြေအနေကောင်းသေးရဲ့ Mega 3လိန်းဆိုရင်တော့ lane pressure ပြရနဲ့ကျွန်တော်တို့အဆင်မပြေနိုင်ဘူးbrother တို့တခုသိရမှာကလိတ်ကင်းရောက်ရင်အရန်မလောပါနဲ့ enemy ရဲ့အမားကိုပဲစောင့်ပါဒီမှာဆိုရင်အလူးဘက်ကကျွံလာလို့မှဖြတ်တက်လိုက်တယ်ပြီးတော့အောက်လိမ့်မှာလည်း11ကဆိုလို့ဖြတ်သေးသွားတဲ့အတွက်ကျွန်တော်တို့တော့တော်တော်လေးအဆင်ပြေသွားပြီလော့တိုင်မင်ကလည်းပေါ်တော့မှာဆိုတော့ကျွန်တော်တို့ position ယူဖို့အတွက်လည်းအချိန်ရတယ်မှာဆိုရင်ကျွန်တော်တို့ lane လေးနည်းနည်း push လို့ရတယ်
နောက်တစ်ခုကမီနီမတ်ကိုအမြဲတမ်းကြည့်ပါ enemy ဘာလုပ်နေလဲ enemy ဘယ်ရောက်နေလဲဆိုတော့အမြဲတမ်းကြည့်ပါပြီးတော့လိတ်ဂိမ်းမှာကိုဟီရိုကဘယ်လောက် damage ထွက်နေလဲကိုဟီရိုရဲ့ damage ကိုလည်းသိရပါမယ်ကိုဟီရိုကလိတ်ဂိမ်းမှာဘယ်လောက် impact ထွက်လဲဆိုတာသိဖို့ကပို့ပြီးတော့အရေးကြီးပါတယ်စနန်တယောက်ကလိတ်ဂိမ်းရောက်ရင်အသင်းကိုပို့ပြီးတော့ carry ပေးရအောင်မလို့ position ကိုလည်းသတိထားရပါမယ်တစ်ဖက်ကလည်းလော့ကိုလှုပ်တော့မယ်ပြီးတော့ကျွန်တော် rush ကိုလည်းအရန်လိုနေရင်ဒီ ultimate လေးသုံးပြီးတော့ခြုံစစ်လို့ရပါတယ် enemy ဘက်ကတော့လော့ကိုစကေးနေပါပြီကိုဘက်ကဟာယာဘူစာကတော့အလဲလိမ့်မှာပဲရှိပါသေးတယ်ဒီလိုနဲ့ပဲလော့ပေးလိုက်ရပါတယ်ဟိုဘက်က free ရတော့အရန်မားပါတယ်သူအာလီပိုင်းလို့ကြိုက်လို့ရမယ်ထင်တယ်ကျွန်တော်ကတော့ damage တော်တော်ထွက်နေပြီဆိုတော့ကျွန်တော်အကုန်လုံးကိုလိုက်ဖြဲလို့ရပါပြီကျွန်တော်တို့ဘက်ကတော့လော့ရှင်းရအောင်မယ်လော့ရှင်းနေတဲ့လမ်းကြုံအလူကက်လေးဝင်ဖြတ်တက်ခဲ့လိုက်ပါခင်ဗျာဒီလိုလည်းပဲနောက်တစ်ခေါက် second လော့ကိုအောင်မြင်ဖြည့်ရှင်းသွားနိုင်ပါတယ် I shall bring an elegant and once lavish ballrooms now filled with dancing ဒီမှာလည်း enemy ရဲ့1-1ကအရင်လောနေတဲ့အတွက်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ကျွန်တော်နှစ်ချက်သေးနဲ့တက်လိုက်ပါရဲ့ဒီကောင် enemy ဘက်ကတော့လိတ်ကင်းရောက်နေလေအမားကြီးထပ်လုံလေပါပဲလိတ်ကင်းရောက်ရင်တော့ဒီလိုပါပဲ enemy ဘသူဘက်ကအမားအများဆုံးလဲပေါ်မူတည်ပြီးတော့ game ကိုပြောင်းလဲနိုင်ပါတယ်ကိုရီဘက်ကဟာယာပူစာကတော့အခုချိန်ကြီးရီကြီးနေစပါပဲအဲ့အချိန်မှာ base ကိုအချိန်မီပြန်နိုင်ပြီးတော့ free ရာကိုကောင်းကောင်းလေးအဆုံးသတ်နိုင်ခဲ့ပါတယ် လူဘက်ကတော့အမားအရင်ကြီးလုပ်တယ်ဗျဒီကောင်တွေ3ယောက်ထဲနဲ့ပတ်သက်လာဆိုင်တော့ကျွန်တော်တို့ဘက်ကတော့4ယောက်ရှိရတော့ဒီကောင်မျိုး AC ပြန်ဖြဲလို့ရတယ် claims another. Attack! Understood. Superb tanking! Well played. Double kill. Well played. လေကင်းရောက်လာရင် enemy ရဲ့အမားကိုပဲဆောင်ပါဒီကောင်ကြီးအရင်မားတာနဲ့ချင်းကြအောင်နောက်ပိုင်းလေကင်းရောက်ရင်ဒီကောင်ကြီးရှုံးတာပါပဲစိတ်ရှိရှိနဲ့ position ကောင်းကောင်းယူတဲ့ရင် AC နိုင်ပါတယ်။ game ရောက်လာလို့ပဲဖြစ်ဖြစ် mid game မှာပဲ enemy ရဲ့ spare ကကိုယ့်ကိုတစ်ခါတည်းပြတ်နိုင်နေရဆိုရင်သူ spare သုံးတာကိုအရင်ဆောင်ပါသူအဲ enemy ရဲ့ spare ပြီးရနဲ့မှကျွန်တော်တို့ဝင်ပြီးတော့ပြစ်လို့ရပါတယ်။ enemy နဲ့ကိုယ့်ဘက်ကကောင်းနေတဲ့ချနေတဲ့အချိန်မှာကိုယ့်ဘက်ကကောင်းနေတီတော့မှမို့လို့ကိုဝင်ပြစ်တာမျိုးမဟုတ်ဘဲနဲ့enemy ဘက်က hero ရဲ့ spare ကကိုယ့်အတွက်အာယုံနောက်စေနိုင်မဲ့ spare ဖြစ်တယ်ဆိုရင် spare သုံးပြီးမှသာဝင်မှာကို AC ပြစ်လို့ရပါတယ်အဲ့ချက်ကတော်တော်လေးအရေးကြီးပါတယ်တခြား enemy ရဲ့ spare ကကိုယ့်အတွက်ခြံထားမယ်ဆိုတာလည်းဖြစ်နိုင်တယ်အဲ့ spare သုံးပြီးမှဝင်လာတော့ပို့ပြီးတော့ကောင်းတယ်ဒါတော့အရေးကြီးတဲ့အချက်မှလည်းလုံးဝပါပါတယ်အဲ့ဒါတွေကိုခြုံပြီးတော့ပြောရမယ်ဆိုရင်ပထမအချက်ကိုယ့်ရဲ့ hero damage ဘယ်လောက်ရှိရဲဆိုတာသိရမယ်ပြီးတော့ position ဘယ်လိုယူရမလဲဆိုတာသိရမယ်ကိုယ်ကိုင်တဲ့ hero ရဲ့ impact ကိုသိရမယ်ကိုယ်ကင်ထားတဲ့ hero ကတခြား enemy hero ကိုဘယ်လိုပြရမလဲဘယ်လို position ယူပြီးတော့ပြရမလဲဆိုတာသိထားပါမယ်ဗျာဒီအချက်တွေကိုသိရဆိုရင်တင်ဟာဂိုးလေးမှာလုံးဝကျန်းတဲ့ player တယောက်ဖြစ်သွားပါပြီဒီဗီဒီယိုမှာတော့ကျွန်တော် Leslie ကိုဘယ်လို position ယူပြီးပြရမလဲပြီးတော့ကိုယ့်ဘက်ကနှိမ့်နေတယ်ဆိုရင်လည်းဘယ်လိုပြန်ပြီးတော့ကမ်းပန်းရမလဲဆိုတော့ကျွန်တော်အကုန်လုံးရှင်းပြပေးထားပါတယ်အဲဒါကြောင့်မို့ brother တို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ထင်ပါတယ်ဗျာအားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်ဆုံလိုက်အောင်ဗျာ